ပြန်မြင်ရပြီအသေးကိုကြီးအသွေးကိုပြန်မြင်ရပြီဒါဆိုရင်အသွေးရဲ့မျက်နှာလေးကိုပြန်မြင်ရတာမို့ပျော်ရွှင်စွာအသွေးကိုသူ့ရဲ့ရင်ခွင်လေးထဲအသေးပန်လိုက်ပါရင်ရောမှန်ကြည့်လိုက်အောင်လူကရာစုကိုမှန်ပြီးတာမို့ဂျာတို့ယူပဲသူ့မျက်ဝန်းအိမ်ထဲမှာမျက်ရှိလွှာလေးကိုသေချာစာကြည့်နေခဲ့မိရဲ့ဘာရဲ့ကြောင့်မှမသိဂျာတို့ရင်ခုန်လာခဲ့ရတယ်လို့စိတ်ထဲအလိုလိုဝမ်းနေလာခဲ့ပါရင်ဒီမျက်ဝန်းနဲ့ငါရင်းနှီးနေသလိုပဲဂျာတို့မှန်ကြည့်ရင်မှရင်းနေတဲ့မျက်ဝန်းတဲ့ကြောကြောင့်ဂျာတို့တဲ့ကြောတယောက်ကိုတရေရပါခဲ့တယ်ဟမ်ကောင်လေးရောသူကကောင်လေးရောကောင်လေးဘယ်ရောက်နေရလဲဂျာတို့ဆုံးရဲ့တရှိမေးလာတော့လေလူကန်နဲ့အောက်ထက်ဝမ်းနေစားပြနှုတ်ဆက်နေခဲ့ကြရင်ဂျာတို့အမျိုးကပြပြခဲ့မိယူဂျာတို့သိလေမလားတဲ့ကြောတယောက်ရဲ့ဝိညာဉ်လေးမှာသူ့ကိုပြောရှင်းစားပြချိနေခဲ့တာကိုသူမတော့ပါဘယ်သူကသိနိုင်မှာလဲငါမင်းနေရလေကောင်လေးရောလို့ဂျာတို့အမေကိုဘယ်သူမှပြောမတည်တဲ့ကောင်လေးအငေါ့ကပဲနှုတ်ဆက်နေကြပိုင်းအဲ့တွေကောင်လေးကိုတွေးမိသေးလားဟမ်ကိုကြီးတာမတွေးမိဘူးကိုကြီးအတဲမျက်စီလာအလူရရဲ့ဆိုရနေကြရနောက်ဆုံးတွေးလိုက်တာပဲဒါဝှရှင်နေကောင်လေးကိုမတွေ့သေးဘူးအောက်ထက်ညငါမင်းနေရလေကွာငါကအတီးဆက်မပြစ်ခင်နေရငါဆိုမင်းနဲ့ထားခဲ့ရလေအခုကောင်လေးကဘယ်ရောက်နေရလဲဘာဆောင်ငါစီတရက်ကလေးမှမလာခဲ့ရနဲ့ရာကျွဲအမေကြောင့်ထိုကဲအပြုံးတစ်ခုပြင်းလိုက်ပါရင်မင်းမရဲ့ရာဆိုကောင်လေးကမင်းအနာအမြဲရှိနေပြီးခဲ့တာမင်းရတာမသိခဲ့ရပါဘလို့ဟုတ်တယ်ရာဆိုကောင်လေးကမင်းအစ်စ်တဲ့ဖြစ်တဲ့နေ့ကလေးကမင်းရအနာမနေပြီးအစေတာပြုစုပေးခဲ့တာမင်းမရောရဲ့မင်းရဲ့အသေးဆိုတဲ့ကောင်ပြီးရှိ